အပိုင်းနှစ် Windows နဲ့ File Management Operating System ဒီနေ့ချီကွန်ပျူတာအများစုမှာအသုံးအများဆုံးချီတဲ့ Microsoft Windows အကြောင်းကိုစတင်လေ့လာကြပါမယ်။ 1. Windows ဆိုဒီမှာဘာလဲ Windows ဆိုတာ hardware တွေနဲ့အသုံးပြုသူ user ကြားမှာဆက်သွယ်ပေးတဲ့ပေါင်းကူးတရား OS တစ်ခုဖြစ်ပါတယ်။ DOS Disk Operating System အရင်ကကွန်ပျူတာသုံးရင်အမဲရောင် screen ပေါ်မှာစာသားတွေ command ရိုက်ပြီးခက်ခဲသုံးခဲ့ရပါတယ်။ GUI Graphical User Interface အခုခေတ် Windows တွေမှာတော့ screen ပေါ်မှာရုပ်ပုံလေးတွေစာသားလေးတွေကို mouse နဲ့နှိပ်ပြီးလွယ်ကူသုံးနိုင်ပါပြီ။ 2. Windows Desktop ပေါ်မှာအထူးအစိတ်အပိုင်းများကွန်ပျူတာစဖွင့်လိုက်တာနဲ့မြင်ရတဲ့နေရာကို Desktop လို့ခေါ်ပါတယ်။အဲ့ဒီမှာအောက်ပါအခြေခံ icon လေးတွေပါဝင်ပါတယ်။ This PC သို့မဟုတ် My Computer ကွန်ပျူတာထဲမှာရှိတဲ့ disk တွေ file တွေနဲ့ hardware တွေကိုကြည့်ရှုစစ်ဆေးနိုင်တဲ့နေရာ Recycle Bin ကွန်ပျူတာထဲကမလိုအပ်လို့ဖျက်လိုက်တဲ့ file တွေခဏရောက်နေမယ်အမှိတ်ပုံမှားဖျက်မိရင်ဒီထဲကနေပြန်ယူလို့ရပါတယ်။ Taskbar screen ရဲ့အောက်ခြေကတန်းလေးချပြီး Start menu နဲ့အခုလက်ရှိသုံးနေတဲ့ program တွေကိုပြသပေးပါတယ်။ 3. Folder ဆိုဒီမှာပါလေ Folder ဆိုတာ file တွေကိုစုစည်းသိမ်းဆည်းထားတဲ့အိတ်သို့မဟုတ်ဗီဒီယိုတစ်ခုနဲ့တူပါတယ်။ဥပမာတခြင်းတွေအတွက် Music folder ဓာတ်ပုံတွေအတွက် Photos folder ဆိုပြီးတည်တံ့ခွဲထားနိုင်ပါတယ်။ 4. Folder အသစ်တစ်ခုဘယ်လိုစောင့်မလဲ Create new folder Desktop ပေါ်မှာဖြစ်ဖြစ် disk တစ်ခုထဲမှာဖြစ်ဖြစ် folder စောင့်ချင်ရင်လွတ်နေတဲ့နေရာမှာ mouse ရဲ့ right click ညာဘက်ခလုတ်ကိုနှိပ်ပါပေါ်လာတဲ့ menu ထဲက new ကိုရွေးပါ folder ကိုနှိပ်ပါကိုပေးချင်တဲ့အမည်ဥပမာ music photo ဆိုပြီးရိုက်ထည့်ပြီး enter ခောက်ပါ file သို့မဟုတ် folder ကိုနာမည်ပြောင်းခြင်း rename နာမည်မှားပေးမိရင်ဒါမှမဟုတ်နာမည်အသစ်ပေးချင်ရင်အဲ့ဒီ folder ပေါ်မှာ right click နှိပ်ပြီး rename ကိုရွေးပါ shortcut ကတော့ F2 ဖြစ်ပါတယ်။ 6. file တွေကိုရွှေ့ပြောင်းခြင်းနဲ့ကူးယူခြင်း cut and paste copy and paste ကမူရင်းနေရာမှာလည်းရှိနေစေခြင်းနေရာအသစ်မှာလည်းထားချင်ရင်သုံးပါတယ်။ Ctrl+C ပြီးရင် Ctrl+V cut and paste ကမူရင်းနေရာကနေနေရာအသစ်ကိုလုံးဝရွှေ့ပြချင်ရင်သုံးပါတယ်။ Ctrl+X ပြီးရင် Ctrl+V ဆရာရဲ့အကြံပြုချက် tip file တွေကို desktop ပေါ်မှာပဲပြန့်ကျဲပြီးမသိမ်းထားပါနဲ့ This PC ထဲက drive D သို့မဟုတ် drive E ထဲမှာ folder လေးတွေနဲ့ခွဲသိမ်းတာကကွန်ပျူတာဟန်ချက်မပြတ်စေပဲပိုပြီးစနစ်ကျစေပါတယ်နောက်ထပ်သင်ခန်းစာတွေဆက်တင်ပေးထားမှာဖြစ်လို့ like and share လုပ်ပေးခဲ့ဖို့မမေ့နဲ့ဦးနော်